သာသနာကွယ်တော့နမိတ်တွေပြေးလာဘုန်းကြီးချင်းဓမ္မဂရိယချင်းဝေဖန်တယ်ဆိုတော့မကောင်းဘူးပေါ့ဆရာတော်ကြီးကိုရှောက်တာပါအဲ့ဒါဓမေစီမောင်ကောင်းတယ်မင်းတာဝင်မယ်တပည့်တော်အဲ့လိုပဲလုပ်တော့မယ်လူတွေကလည်းပါဠိမြင်လဲပို့ဆိုးတာဘယ်လိုဖြစ်လဲဆိုပါဏာတိပါဒတော့မဆိုးတော့နည်းနည်းများလာတယ်အောင်မေးတာသို့တယ်လဲမတတ်ပဲအမြဲရှောင်ခြင်းပြီးရတော့ရပြီလားဟုတ်တယ်လားဆိုခြင်းမှာပါဏာတိပါဒမရောက်မြန်မာစကားတော့ရတယ်သို့ဇန်လဲမကိုပဲအမြဲရှောင်ခြင်းအဲ့ဒါကြီးကတော်တော်များလာတယ်ကြီးလုံးတဲ့ဘုန်းကြီးတွေဘုန်းကြီးအကြီးကြီးဆိုတော့ပြောရတာခက်ကိုတော့ခက်ငယ်လေးတွေကလုပ်တယ်ဆိုရင်ထားပါတော့အခုတော့ဘွဲတွေဂုံတူးတွေနဲ့ဒီလိုဘုန်းတော်ကြီးတွေကစပြီးထိတ်ကလှုပ်တော့ကြာတော့ဒီဘိဓိကဖះဟောတဲ့ပါဠိသူ့အသက်လည်းမသက်ဖះဟောတာမဟုတ်ဘူးလေပါဏာတိပါဒကဖះဟောတာလေဆိုတော့ကိုအဲ့လိုဖြစ်သွားပြီပါဠိစကားလုံးမသုံးတော့ဘူးမြတ်စွာကိုအဲ့ဒါဘာလို့ဗမာဗုဒ္ဓဘာသာဗမာပေါ့ဗျာဗမာပြောရတော့လည်းမကောင်းပါဘူးကိုလိုမျိုးကိုပြောတာဒီနေ့ချိန်လေးအောင်ဂျူးကသူ့ဂျူးနဲ့ပဲပြောတယ်ဒီနေ့ချိန်လေးအစ္စလာမ်ကသူ့ဘာသာနဲ့ဗမာလိုဘယ်ကလားဗမာလိုဖះရှိခိုးလို့လုံးအော်ရနဲ့အော်နဲ့မကြောက်ဘူးလားခရိယန်လည်းဒီနေ့ချိန်သူလက်တင်ဘာသာနဲ့သူတို့ဘာသာသူထိမ့်သိမ့်တယ်မြန်မာတယောက်မြန်မာတကောင်ပေါ့ဗျာတယောက်တော့မြန်မာတကောင်နဲ့အဲ့အကျင့်ရှိတာတယောက်ပြောတော့လည်းအားနေသွားတယ်မြန်မာတယောက်တည်းပဲသူတို့မပြောချင်ဘူးပါလိသူ့ရဲ့ဘာသာအင်္ဂလိပ်လို religious term religious text ပဲရှိပါတယ်ဒီဗိဓိကစာပေကိုခုနပါဠိဘာသာနဲ့ထိန်းထားတာမဂရဘာသာနဲ့ထိန်းထားတာအဲ့ဒါမလုပ်ချင်တော့ဘုန်းကြီးကစမလုပ်ချင်ဘုန်းကြီးချရင်ဘာနာရိဘာဒဆိုရင်ဘာနာရိဘာဒဒီလူတွေကဘုန်းကြီးချရင်လိုက်ဆိုတာကိုဆိုလားဆိုတာပေါ့သူအသက်လက်မတိုင်ဘူးဘယ်တော့ဓမေစီဘယ်တော့မှမတိုင်ဘူးတစ်ခါသမိုင်းမရှိဘူးသူအသက်လက်မတတ်ပဲအမြဲရှောင်ကြံပြီးအမဲဟုတ်နေတာလူတွေလည်းအောက်ကဟုတ်တယ်သူရင်ရန်နဲ့မပြင်ပန်းပဲအမြဲရှောင်သေးရက်လည်းပါဠိပြောက်သွားကျတော့တပြေးနဲ့ကိုယ့်ဘာသာကိုဖြောက်တယ်အဲ့ဒါတဲ့မြန်မာလူအဲ့ဒီသံဃာနာကဘုန်းကြီးတစ်ပါးကပေးနေတာတဲ့အဲ့ဒါကိုဒီကဆရာတော်တစ်ပါးကဒါညောင်လုံးဆရာတော်ကြီးပြောတာကိုတို့ပြောတာမဟုတ်ပါဘူးတို့တဲ့အများကြီးကြီးပါတယ်အဲ့ဒီသံဃာနာကဆရာတော်ကြီးတစ်ပါးကအဲ့လိုတို့အသက်လဲဆိုတော့ဟိုမှာသီလပေးလို့ရှိသေးတယ်ဒီကမဟာနာဆရာတော်တစ်ပါးတဲ့အဲ့ဒီကောင်သာသနာအဲ့တတိဘုန်းကြီးသာသနာဖြစ်တဲ့ဘုန်းကြီးပဲသူကစဖြစ်တာတဲ့ကဘာကြီးကစဖြစ်တာတဲ့သူတို့ချင်းပြောတာတဲ့တို့ပြောတာမဟုတ်ဘူးတို့မပြောရပါဘူးဒီဆရာတော်ကြီးတွေသူတို့ချင်းတန်းတူချင်းပြောတာမဟာနာချင်းပြောတာအခုအဲ့လိုဖြစ်သွားပြီခက်ကဟိုဆိုးလိုက်ဘာမှမရှိတော့အဲ့တော့ဒီဗိဓိကစလုံးလေးတွေကိုဒီပါဠိမြတ်စွာဘုရားရဲ့စလုံးလေးတွေကိုရွတ်ဆိုလိုက်ရတာမင်္ဂလာရှိတယ်စက်တွေရှိတယ်လို့မထင်တော့ဘူးလားအဲ့လိုဖြစ်လာဘုရန္တရဏံကိစ္ဆာမိကြော်ချလိုက်တယ်ဒုတိယမိတက်တယ်မိပြီးသွားတယ်ပို့ဆိုတာကပင်စသီလနိသမာရိယာမမယံဗန္တိသန္တရဝရဒုက္ခတော့ပင်စသိက္ခာပဒာနိပင်စသီလနိသမာရိယာမအဲ့ဒါကိုတော်များများကြိုက်လာငါးပါးသီလအချင်းချုပ်ပေးလိုက်တော့ပါဏာတိပါဒအဲ့ဒါမဆိုတော့ဘာလို့ဖြစ်လဲခုနကတော့၈ပန်းသီလယူထားတယ်၅ပါးသီလယူထားတယ်ပင်စသီလသမာရိယာမလို့အဲ့လိုမျိုးစုတခေါနဲ့ဆိုလိုက်ရင်သီလတပါးကျိုးရင်ကျန်တာကုန်ကျိုးတယ်မှတ်ခဲ့ပါဏာတိပါဒအရိဏဒနာအိမစရိယအခုနမူသာဝါဒတူရာမေရိယဝိကာလလို့အဲ့လိုဆိုရင်တခုချင်းဆိုထားရင်ညသာစားရင်ကြံတဲ့အားတွေအကုန်ကြံတယ်9ပါးကြံတယ်ပွဲကြည့်လိုက်လို့ရှိရင်9ပါးကြံတယ်ပေါင်းပြီးဆိုထားလို့ရှိရင်ပွဲတစ်ခါကြည့်ရင်10ပါးလုံးပြုတ်တယ်အေးရောအဲ့ဒါအပြစ်ကဘာလဲအဲ့လိုဖြစ်သွားတပါးကျိုးအကုန်ကျိုးတယ်တပါးချင်းဆိုထားရင်တပါးကျိုးရင်9ပါးကြံတယ်2ပါးကျိုးရင်6ပါးကြံတယ်အဲ့ဒါကိုယ်လိုဒီဖြစ်ကုန်ပြီဆရာတော်ကြီးဒီနေ့မှပြောတော့ပြောကွာငါတို့ထောက်ခံတယ်ထောက်ခံတဲ့ပုံကိုယ်တွေက98 96ဆိုသွားတော့မယ်ငယ်တဲ့လူထောက်ခံမှကောင်းတာလေအဲ့လိုဖြစ်ကုန်ပြီသို့တယ်လဲမတတ်ပဲမြဲရှောင်ခြင်းပြီမပါဠိဘာသာဆိုတော့ဗျာမြတ်စွာဘုရားကိုကိုးကွယ်ပါ၏ဘုရားကိုးကွယ်တကူကျွဲအပေမရဘာအဲ့ဖြစ်ကုန်တရားကိုးကွယ်ဘာကိုတော့ခမ်းမလို့ဘူးကြားပြီလားဗါတယ်တရားကိုပါတယ်တရားကိုးကွယ်ဟိုဘောတကူကျွဲတာမဟုတ်ဘူးသူကဟာတရားကိုးကွယ်ပညာကျွဲဘာအပေမကြနိဗ္ဗာန်ရတန်ခါကိုးကွယ်ဥစ္စာကျွဲစလာတဲ့လွဲတာလေတန်ခါကိုးကွယ်လို့ဥစ္စာကျွဲတာမဟုတ်ဘူးအဲ့လိုဆိုရင်ဘုန်းကြီးကိုးကွယ်လို့ဆရာတော်ဘုရားသနာမူဝင်ကျွဲတော့လာတရားဟောပြီးတော့စီးပွားရေးစပားတွေမကောင်းရင်ငါတန်ခါမဟုတ်တော့ဘူးလေအလကားကောင်ဖြစ်သွားပြီလေဆိုတော့ကြည်ရွယ်ချက်တစ်ခုကြောင့်ကိုးကွယ်တာမဟုတ်ဘူးလေငကိုတုံးတွေက
ဖះကိုးကွယ်တကိုးကျွယ်မတကိုးရှိရင်လို့ဖះကိုးတာမဟုတ်ပညာရှိလို့ကိုယ်ကမသူတို့ကဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုတရဏံကိရိတာဘေးစိတ်ဆင်းရဲခြင်းဘေးကိုယ်ဆင်းရဲခြင်းဘေးအပယ်ဘေးတို့မှာကာကွယ်တားဆီးတတ်ဟူ၍ကိစ္ဆာမိစိကက်ပါရီတို့သွားတာဘာတကိုးကျွယ်တယ်ဘာမပါဘူးဖះကိုးကွယ်တကိုးကျွယ်တရားကိုးကွယ်ဥစ္စာကျွယ်ပညာကျွယ်မဟုတ်ဘူးဟိုကပြောတာတရဏံပါတယ်လေဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုတရဏံဣတိကိုးကွယ်ရန်အစစ်ဟူ၍ကိစ္ဆာမိစိကပ်ပါ၏ဝါတရဏံဣတိကိရိတာဘေးဒီကိရိတာဘေးတွေကိုးကွယ်ခြင်းတာပတ်စံနေရခြင်းတာမဟုတ်ဘူးတကိုးကြည့်ခြင်းတာမဟုတ်ဘူးအရွယ်ချက်ကစောင်းသွားအောင်လုံးလိုက်တဲ့တရားပွဲတွေလည်း15ကျင်း16ကျင်းအချိန်30ပြီးတလွဲတွေအဲ့လိုဖြစ်ဘာလဲဟိုနော်ဘာလဲမာတို့ဘာမှဟိုဖះမဲမနိုင်သူကဒီတခါကြီးတော့အသက်ရှိပြီဘုရားတွေနဲ့တော့များတယ်ပေါ့စိတ်နဲ့တူသွားဘူးဆရာတော်ကမဲနေတယ်ဆရာတော်ကရန်ကုန်ပြန်မှာဟိုးနေလှိမ့်ဖို့ပဲဆရာတော်နေသွားတာဒီကပြန်မှာအဝေး तू ကစိတ်နဲ့တူရင်းနေတယ်ကိုကတော့တရားဝဲတွေလုပ်တယ်အချိန်ကလည်းများပြီဘုရားမဲနိုင်တယ်တခုကကြောင်းဆောင်တဲ့ဘုရားတတ်ရနဲ့လှလှပပဟိုတန်ဖိုးရှိဘုရားတော့မတူဘူးပေါ့ဟဲ့အောင်ဒီဘက်ကအဆူလို့ပြောလေသူပြီးတော့ဂောဘကဥက္ကဋ္ဌလေတိတ်ခွေတွေဝင်သွားပြီလေတကဘာလုံးဒီမှာ10တော့ဗီဒီယိုရိုက်နေတာဒါတကဘာလုံးလွှင့်နေတာလေအဲ့နဲ့ခုနပြောလို့ပေါ့ဟို1နှစ်3ညမဲပေါင်မဲနံပါတ်1နှစ်3ညပါဆိုတော့ဟိုကလေးကယူတာလွဲတော့အဲ့ဒီတကားကြီးဟေ့အောင်အဲ့ဒီကောင်မဟုတ်ဘူးကွာဟိုဘက်ကကောင်နဲ့ပြီးသွားပြီဘာလဲလဲဒီထဲပါသွားပြီဖះဟိုဘက်ကဒီဘက်ကအဆူဟိုဘက်ကအဆူလို့မဟုတ်ဘူးလို့ပြောရမှာပေါ့လေသူကမေ့ပြီးပြောတယ်စိတ်ဒေါသထွက်တော့ဖះအဲ့ဒီဖះကိုဒီထဲပါသွားပြီဟိုဘက်ကောင်တွေကဒီဘက်ကောင်ဒီကောင်မဟုတ်တွေကွာပြီးသွားတယ်ဘာလို့လဲတရားဝဲလုပ်ပြီးတော့ဖះတဆူလို့တော့မပြောတတ်ဘူးလားကြည့်ရတော့အသက်က80နာကနေအတွေ့အကြုံတွေများနေလို့ပြောတာဘာမှဆူတာလည်းမဟုတ်ဘူး